မင်္ဂလာပါခင်ဗျာ2026ခုနှစ်ဩဂတ်စ်လ15ရက်နေ့အတွက်နောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ဒီကနေ့မနက်ပိုင်းနားဆင်ရမယ့်အထက်မှာတော့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးရန်တရား IIMN အဖွဲ့ကြီးကနေအကြမ်းဖက်မင်းအောင်လှိုင်နဲ့စစ်အုပ်စုတွေကျူးလွန်ထားတဲ့တပ်တွေအထောက်အထားပေါင်း28တန်းကျော်ကိုစနစ်တကျစုဆောင်းထားပြီးဖြစ်တယ်လို့ဒီအထောက်အထားတွေကိုအပြည်ပြည်ဆိုင်ရာတရားရုံးတွေစီတရားဝင်လွှဲပြောင်းပေးပြီးဖန်ဝရန်ထုတ်ဖို့အတိအလင်းကြေညာလိုက်ပြီးပဲဖြစ်ပါတယ်။ဒီလိုနိုင်ငံတကာမှာစစ်ကောင်စီအကြက်ရိုက်နေချိန်ပြည်တွင်းမှာလည်းຫນွေဦးတော်လှန်ရေးကြီးဟာအဆုံးဖြတ်ကာလကိုရောက်နေပြီဖြစ်လို့ PDF တွေအတွက်ဒေါ်လာတန်း30ကျော်ထောက်ပံ့နိုင်ခဲ့တဲ့ NUG ကပြည်သူတွေကိုနောက်ဆုံးအကြိမ်အင်တိုက်အားတိုက်ပါဝင်ကြဖို့တိုက်တွန်းလာတဲ့အခြေအနေတွေတော်လှန်ရေးအင်အားစုတွေဘက်ကအားကောင်းလာချိန်မှာရခိုင်ပြည်နယ်တဲကို AR တိုင်းဘက်ကနေခိုးဝင်ဖို့ကြိုးစားတဲ့စစ်တပ်ကိုအလောင်းတွေထားရစ်ခဲ့ရတဲ့အထိ AA ကအပြတ်သက်ချေမှုန်းလိုက်တဲ့အကြောင်း AR ရခိုင်စစ်မျက်နှာမှာအလူးလဲခံနေရတဲ့စစ်ကောင်စီဟာရှမ်းမြောက်မိုးမိတ်တကြော့ပြန်တိုက်ပွဲကြီးမှာလဲရှေ့တန်းကွက်ကဲနေတဲ့ဒုဗိုလ်မှူးကြီးကိုယ်တိုင်ပွဲချင်းပြီးတေဆုံးသွားတဲ့အထိနာသွားတဲ့တဲ့စစ်ရေးရန်တရားတွေအပတ်ကပြိုကျနေလို့စစ်ကောင်စီရဲ့လက်အောက်ခံခရိုနီတွေဖြစ်တဲ့စောချစ်သူတို့သားအဖကမြဝတီတောနယ်ကြီးထဲမှာတရုတ်နိုင်ငံသားတွေခိုးသွင်းပြီးလျှို့ဝှက်ကြားဖြတ်မြို့တေကြီးတိဆောက်ကရာဇဝတ်မှုတွေနဲ့ငွေရှာနေတဲ့အကြောင်းနောက်ွယ်မှာအဲ့ဒီလိုမတမာမှုတွေနဲ့ငွေရှာနေချိန်မှာမင်းအောင်လှိုင်ကတော့နိုင်ငံခြားငွေပြက်လက်နေတာကိုဖုံးကွယ်ဖို့အတွက်အထောက်အထားဘာတစ်ခုမှမရှိတဲ့ကင်ဆာဆေးနဲ့မေဆေးတွေတီထွင်ပြီးဆိုပြီးပြည်သူအသက်ကိုကြွက်ဖြူလို့သဘောထားကအရှက်မဲ့လိန်လယ်ဝါဒဖြန့်နေတဲ့အခြေအနေတွေနဲ့အတူအစိုးရဆုံးအနေနဲ့ရေကာတာကျိုးတာကိုဟန်ပြဓာတ်ပုံရိုက်ပြင်ဆင်နေတဲ့စစ်တပ်ရဲ့အသုံးမကျမှုကြောင့်လေးမျက်နှာမြို့နယ်ဘက်မှာရေတွေအရှိန်အဟုန်နဲ့ပြန်ဝင်လာပြီးရွာပေါင်း200နီးပါးရေမြုပ်ကပြည်သူတောင်းနဲ့ချီဒုက္ခရောက်နေရတဲ့စိတ်မကောင်းဖွယ်ရာရေဘေးသတင်းနိုင်ငံတကာသတင်းတွေဘက်မှာတော့တောင်းဆိုချက်တွေမရပါကစစ်ပွဲကိုခံစစ်ပုံစံကနေတကယ့်ကိုပြင်းထန်တဲ့ထိုးစစ်ဆင်တဲ့စစ်ပွဲအဆင့်ကိုချက်ချင်းပြောင်းလဲပစ်တော့မယ်လို့အမေရိကန်ကိုအီရန်သတိပေးလိုက်တဲ့သတင်းတွေအပါအဝင်နောက်ဆုံးရပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့အကြမ်းဖက်မင်းအောင်လှိုင်နဲ့စစ်အုပ်စုအတွက်ပြေးစရာမြေလုံးဝမရှိတော့မဲ့ IIMN ရဲ့နိုင်ငံတကာတရားစီရင်ရေးခြေလှမ်းတွေကိုအရင်ဆုံးကြည့်အောင်ပါမြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးရန်တရား IIMN ရဲ့အကြီးအကဲဖြစ်သူနီကိုလတ်ခွန်ဂျန်ဟာစစ်ကောင်စီကိုအဆုံးသတ်ပေးမဲ့အလွန်အရေးပါတဲ့ထုတ်ပြန်ချက်ကြီးတစ်ခုကိုတရားဝင်ကြေညာလာပါတယ်သူရဲ့ဖွင့်ချပြောဆိုချက်အရဆိုရင် IIMN ဖွဲ့ကြီးဟာမြန်မာနိုင်ငံမှာစစ်ကောင်စီတပ်တွေကျူးလွန်နေတဲ့လေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေအရက်သားပြည်သူတွေကိုမတရားဖမ်းဆီးထိန်းသိမ်းမှုတွေနဲ့အကျဉ်းထောင်တွေထဲကညှဉ်းပန်းနှိပ်စက်မှုတွေအားလုံးအတွက်တပ်တွေအထောက်အထားတွေကိုစနစ်တကျစုံစမ်းစုဆောင်းထားပြီးဖြစ်တယ်လို့ဆိုပါတယ်အခုဆိုရင်အဲ့ဒီရရှိထားတဲ့အထောက်အထားအတိအကျတွေကိုတရားစီရင်ပိုင်ခွင့်အပြည့်အဝရှိတဲ့နိုင်ငံတကာတရားရုံးကြီးတွေစီကိုစနစ်တကျလွှဲပြောင်းပေးသွားတော့မယ်လို့ပြက်ပြက်သားသားကြေညာလိုက်တာပါဒီလိုလွှဲပြောင်းပေးဖို့အတွက် IIMN ဟာလက်ရှိအချိန်အထိလူပေါင်း1600ကျော်ရဲ့တိကျတဲ့မျက်မြင်သက်သေထွက်ဆိုချက်တွေအပါအဝင်ဓာတ်ပုံဗီဒီယိုနဲ့စာရွက်စာတမ်းသက်သေအထောက်အထားစုစုပေါင်း28တန်းကျော်အထိကိုခိုင်ခိုင်မာမာစုဆောင်းရရှိထားပြီးဖြစ်ပါတယ်စစ်ကောင်စီဟာရခိုင်ပြည်နယ်ကကြောက်တော်မြောက်ဦးနဲ့အမ်းမြို့နယ်တွေမှာစာတင်ကျောင်းတွေနဲ့စေယုံတွေကိုလေကြောင်းကနေတိုက်ရိုက်ဘုံကျဲခဲ့တဲ့ဖြစ်စဉ်တွေကိုလည်း IIMN ကအသေးစိတ်မှတ်တမ်းတင်ထားပါတယ်ပိုပြီးရင်နာစရာကောင်းတာက2021ခုနှစ်စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းလူပေါင်း3890ဦးထက်မနည်းဖမ်းဆီးခံခဲ့ရပြီးလက်ရှိမှာ22,330ဦးဟာဆက်လက်အကျဉ်းချခံနေရဆဲပါအဲ့ဒီအထဲမှာအသက်6လအရွယ်သွေးစွန်းကလေးငယ်လေးတွေကအစအသက်မပြည့်သေးသူ639ဦးထိမိခင်တွေနဲ့အတူမတရားဖမ်းဆီးခံထားရတာကိုပါဖော်ထုတ်ထားပါတယ်။ဒါအပြင်နာမည်ဆိုးနဲ့ကြော်ကြားတဲ့ရေကြီးအိုင်နဲ့ရွှေပြည်သာစစ်ကြောရေးစခန်းတွေမှာလိမ်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်မှုတွေပြုလုပ်ခဲ့တာတွေကိုဝင်ဆောင်အကျဉ်းသူတွေကိုစေဝါမပေးဘဲလစ်လျူရှုခဲ့တာတွေကိုပါ IIMN ကတက်တည်ရထားပါတယ်။ရိုဟင်ဂျာလူမျိုးတွေကိုအတင်းအဓမ္မစစ်သားစုဆောင်းတာအစုလိုက်အပြုံလိုက်တပ်ဖြတ်ပြီးရွာပေါင်း80ကျော်ကိုမီးရှို့ကစစ်တပ်စခန်းတွေစောက်ပြီးတပ်တွေဖျောက်တာတွေကိုပါအတိအကျစုံစမ်းတွေ့ရှိထားပါတယ်။အခုဆိုရင်ဒီအထောက်အထားတွေတဲကအချို့ကို ICJ လို့ခေါ်တဲ့အပြည်ပြည်ဆိုင်ရာတရားရုံးကြီးမှာဂမ်ဘီယာနိုင်ငံကတရားစွဲထားတဲ့အမှုကြီးအတွက်တိုက်ရိုက်ပံ့ပိုးပေးနေပါပြီ။ဒီထက်ပိုပြီးစစ်ကောင်းဆောင်တွေရင်တုံရမယ့်အချက်ကတော့မင်းအောင်လှိုင်နဲ့စစ်ကောင်စီခေါင်းဆောင်တွေကိုလူပုဂ္ဂိုလ်အရာဖန်ဝရန်ထုတ်နိုင်ရေးအတွက် ICC ရာဇဝတ်တရားရုံးစီကိုပါအထောက်အထားတွေတင်ပြထားပြီးအာဂျင်တီးနားနိုင်ငံတရားရုံးကနေလည်းမင်းအောင်လှိုင်အပါအဝင်စစ်ကောင်းဆောင်25ဦးကိုဖန်ဝရန်ထုတ်ဖို့အမိန့်ချမှတ်ထားပြီးဖြစ်ပါတယ်စစ်ကောင်စီရဲ့စိုက်ဘာချင်းချောက်မှုတွေရှိနေပေမဲ့ IMM ကတော့မင်းအောင်လှိုင်ကိုနိုင်ငံတကာတရားရုံးတွေကနေထွက်ပေါက်မရှိအောင်အရေးယူဖို့အစွမ်းကုန်ကြိုးပမ်းပြင်ဆင်နေပြီဖြစ်ပါတယ်နိုင်ငံတကာမှာစစ်ကောင်စီကိုပိုက်ကွန်ဖြတ်နေချိန်ပြည်တွင်းကຫນွေဦးတော်လှန်ရေးကြီးကရောဘလောက်ထိအရှိန်အဟုန်ကောင်းနေပြီလဲ NUG ကပြည်သူတွေကိုဘာတွေတိုက်တွန်းထားသလဲဆိုတာဆက်ကြည့်ရအောင်ပါယမန်နေ့ဩဂတ်လ14ရက်နေ့မှာအမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနကနေပြည်သူတရက်လုံးကိုဂုဏ်ယူဝင်ကြွားစွာနဲ့အတိပေးထုတ်ပြန်ချက်ကြီးတစ်ခုကိုတရားဝင်ထုတ်ပြန်လာပါတယ်အဲ့ဒီထုတ်ပြန်ချက်ထဲမှာအဓိကအားဖြင့်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်းတွေတပ်ဖွဲ့တွေနဲ့စစ်ကြောင်းပေါင်း360ကျော်အထိကိုလိုအပ်တဲ့လက်နက်ခဲယမ်းတွေနဲ့ရိတ်ခါတွေအတွက်ဘလောက်အထိအောင်မြင်စွာထောက်ပံ့နိုင်ခဲ့တယ်ဆိုတာကိုအတိအကျဖွင့်ချပြသထားပါတယ်။ PDF တပ်တွေစတင်ဖွဲ့စည်းတဲ့အချိန်ကနေစလို့အခုအချိန်ထိကာကွယ်ရေးဝန်ကြီးဌာနဟာမြေပြင်တပ်တွေကိုစုစုပေါင်း38ကြိမ်တိုင်တရားဝင်ဘတ်ဂျက်တွေခွဲဝေပေးအပ်နိုင်ခဲ့ပါတယ်။တကြိမ်ကိုပြမ်းမြအားဖြင့်ခန့်မှန်းအမေရိကန်ဒေါ်လာ3.96တန်းခန့်အထိအမြောက်အများသုံးစွဲခဲ့တာပါ
ပိုပြီးအားရစရာကောင်းတာကတော့အခု2026ခုနှစ်နှစ်စန်းပိုင်းကစတင်ပြီးတပ်ရင်းတွေကိုထောက်ပံ့တဲ့နှုံးထားကိုထောက်ပံ့မှုတစ်ကြိမ်ကိုခံမှန်းအမေရိကန်ဒေါ်လာ 1.3 သန်းခန့်အထိစံချိန်တင်တိုးမြင့်လိုက်ပါတယ်။ဒါ့အပြင်36ကြိမ်မြောက်ထောက်ပံ့မှုကစတင်ပြီးပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတိုက်ခိုက်ရေးတပ်ရင်းတွေကိုပါထည့်သွင်းပြီးတိုးချဲ့ထောက်ပံ့လာနိုင်ပြီဖြစ်ပါတယ်။ဒီလောက်များပြားလှတဲ့ဘဏ္ဍာငွေတွေဟာတခြားဘသူကြောင့်မှမဟုတ်ပဲပြည်သူတွေကိုယ်တိုင်ပါဝင်တဲ့ပြည်သူတော်လှန်ရေးထောက်ပို့တပ် PRF အစီအစဉ်ကြီးကနေတိုက်ရိုက်ရရှိခဲ့တာပါ2021ခုနှစ်ဒီဇင်ဘာလကနေ2025ခုနှစ်စက်တင်ဘာလအထိ46လတာကာလအတွင်းမှာပြည်သူတွေလစဉ်ပုံမှန်ထည့်ဝင်ခဲ့တဲ့ဒေါ်လာတန်း30ဆိုတဲ့အေယာမငွေကြေးပမာဏကြီးဟာစုစုပေါင်းထောက်ပံ့စရိတ်ရဲ့85%ကျော်အထိရှိနေခဲ့ပါတယ်ဒါကြောင့်မလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကလက်ရှိပြည်သူတော်လှန်ရေးကြီးဟာအရေးအကြီးဆုံးသောအဆုံးဖြတ်ကာလသို့ရောက်ရှိနေပြီဖြစ်တယ်လို့အတိအလင်းကြေညာလိုက်တာပဲဖြစ်ပါတယ်။စစ်အာဏာရှင်စနစ်ကိုအမြစ်ကနေဆွဲနှုတ်နိုင်ဖို့ဆိုတာပြည်သူတရက်လုံးရဲ့စုပေါင်းအင်အားနဲ့သာလျှင်မလွဲဧကန်အောင်ပွဲရရှိမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ပြည်သူလူထုအနေနဲ့ပြည်သူတော်လှန်ရေးထောက်ပို့တပ် PRF အစီအစဉ်တွေနဲ့တကွအမျိုးသားညီညွတ်ရေးအစိုးရရဲ့တခြားသောဗန်ဒါငွေရှာဖွေရေးလုပ်ငန်းစဉ်တွေအားလုံးမှာမိမိတို့တက်ဆွမ်းနိုင်သမျှအင်တိုက်အားတိုက်ဆက်လက်ပါဝင်ပူးပေါင်းပေးကြပါရန်ဆိုပြီး NUG ကနေအထူးမြတ်တာရက်ခံတိုက်တွန်းနှိုးဆော်လိုက်တာပဲဖြစ်ပါတယ်။တော်လှန်ရေးအင်အားစုတွေအဘက်ဘက်ကအားကောင်းနေချိန်စစ်ကောင်စီဟာရခိုင်ပြည်နယ်တဲကို AR တိုင်းဘက်ကနေပြန်လည်ထိုးဖောက်ဖို့ကြိုးစားရမှာဘလောက်ထိအဆက်တကွဲအခြေမုန်းခံလိုက်ရတယ်လဲဆိုတာစက်ကြည့်အောင်ပါအကြမ်းဖက်စစ်ကောင်စီဟာအာရခတပ်တော် AA သိမ်းပိုက်ထားတဲ့ရခိုင်ပြည်နယ်တဲကိုပြန်လည်ဝင်ရောက်နိုင်ဖို့တိုင်း၃တိုင်းနဲ့ပြည်နယ်တစ်ခုကနေတစ်နှစ်ကျော်နှစ်နှစ်နီးပါးခန့်အထိအသေးအတန်ကြိုးပမ်းနေခဲ့ပါတယ်ဒါပေမဲ့လည်းလက်ရှိအချိန်အထိ AA ရဲ့ခိုင်မာတဲ့ခံစစ်လိုင်းတွေကိုလုံးဝထိုးဖောက်ဝင်ရောက်နိုင်ခြင်းမရှိသေးပါဘူး။ပြီးခဲ့တဲ့ဩဂုတ်လ12ရက်နေ့မှာတော့ AR တိုင်းနဲ့ရခိုင်ပြည်နယ်အစပ်မှာရှိတဲ့တာပေါင်းမြို့နယ်ဘက်ကနေတပ်မ66လက်အောက်ခံခြေလျင်တပ်ရင်းခလာရ101ဟာအင်အားအလုံးရင်းနဲ့ရုတ်တရက်ထိုးစစ်ဆင်လာခဲ့ပါတယ်။အဲ့ဒီစစ်ကြောင်းနဲ့ AA တပ်ဖွဲ့ဝင်တွေဟာတာပေါင်းကလေးကျေးရွာရဲ့အရှိတ်မီတာ1000ခန့်အကွာအဝေးမှာမျက်နှာချင်းဆိုင်ထိတ်တိုက်ရင်ဆိုင်မိပြီး3နာရီတိတိအလွန်ပြင်းထန်တဲ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။တစ်ချိန်နဲ့တစ်ပြိုင်တည်းမှာပဲရေကြီးမြို့နယ်ဘက်ကနေလည်းတပ်မ66လက်အောက်ခံပဲဖြစ်တဲ့ခလာရ1နဲ့ခလာရ17တပ်ရင်းတွေဟာအင်အားအများအပြားနဲ့စစ်ကြောင်းတွေခွဲပြီးထိုးဖောက်ဝင်ရောက်လာခဲ့ပါတယ်။သူတို့တွေဟာ point 101ကုန်းရဲ့အနီးတစ်ဝိုက်မှာ AA နဲ့ထိတ်တိုက်တွေ့ဆုံခဲ့ပြီးဩဂုတ်လ12ရက်နေ့တရက်ထဲမှာတင်ရေကြီးနဲ့တာပေါင်းမြို့နယ်တွေကနေရာစုစုပေါင်း9ခုတိတိမှာအပြင်းထန်ဆုံးတိုက်ပွဲကြီးတွေတပြိုင်နက်တည်းပေါ်ပေါက်ခဲ့ပါတယ်။ဒီတိုက်ပွဲတွေအတွင်းမှာစစ်ကောင်စီဟာမြေပြင်ကနေမထိုးဖောက်နိုင်တဲ့အတွက်လေကြောင်းကနေဂျက်တိုက်လေယာဉ်တွေ Y12 ဘုံကျဲလေယာဉ်တွေဒရုန်းတွေနဲ့မြေပြင်လက်နက်ကြီးတွေအသုံးပြုပြီးအသေးအတန်ပစ်ကူပေးထိုးစစ်ဆင်ခဲ့ပါတယ်။သို့တော်လည်း AA တပ်ဖွဲ့ဝင်တွေကနောက်ဆုတ်မသွားဘဲကြံ့ခံခုခံပြီးအားရစရာကောင်းလောက်အောင်တံပြန်ထိုးစစ်ဆင်လိုက်တဲ့အခါမှာတော့စစ်ကောင်စီတပ်တွေဘက်ကအသေးအပြောက်အလွန်များပြားခဲ့ပြီးအလောင်းတွေတောင်ကောက်ချိန်မရဘဲဖရီယိုဖီယဲနဲ့တက်လန်ဆုတ်ခွာထွက်ပြေးသွားခဲ့ရပါတယ်။တိုက်ပွဲအပြီးမှာ AA ကနေမြေရှင်းလင်းရေးလုပ်တဲ့အခါစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ရုပ်အလောင်းအချို့နဲ့လက်နက်ခဲယမ်းတွေကိုအောင်မြင်စွာတင်စီရရှိခဲ့တယ်လို့အတိအလင်းသတင်းထုတ်ပြန်ထားပါတယ်။ဒါဟာ AR တိုင်းဘက်ကနေရခိုင်ကိုထိုးဖောက်ဖို့ကြိုးစားတဲ့စစ်ကောင်စီရဲ့အိမ်မက်ဟာအစိတ်အမွှာရိုက်ချိုးခံလိုက်ရပြီဆိုတာကိုသက်သေပြလိုက်တာပါပဲ။ရခိုင်စစ်မျက်နှာမှာအရှုံးကြီးရှုံးနေတယ်လို့ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့နယ်မှာရောတကြော့ပြန်တိုက်ပွဲတွေဘလို့ပြန်လဲပောက်ကွဲလာပြီးစစ်တပ်ဘက်ကဘလောက်အထိနာသွားတယ်လဲဆိုတာစက်ကြည့်အောင်ပါမိုးမိတ်မြို့နယ်ဆိုတာဟာ13ညခွန်စစ်စင်ရေးကြီးအတွင်းမှာ TNL ကအသေးခံသိမ်းပိုက်ခဲ့ပေမဲ့2025ခုနှစ်အောက်တိုဘာလတုန်းကတရုတ်နိုင်ငံရဲ့အလွန်ပြင်းထန်တဲ့နိုင်ငံရေးဖိအားတွေကြောင့်အကြမ်းဖက်စစ်ကောင်စီလက်ထဲကိုမလွဲမရှောင်သာပြန်လည်ပေးအပ်ခဲ့ရတဲ့မြို့ဖြစ်ပါတယ်စစ်ကောင်စီဟာအလကားရလိုက်တဲ့မြို့ပေါ်မှာတရားဥပဒေစိုးမိုးရေးမလုပ်ဘဲပြီးခဲ့တဲ့ဩဂုတ်လ9ရက်နေ့တုန်းကမိုးမိတ်မြို့ထဲမှာရှိတဲ့ SSPP SSA တွေနေထိုင်တယ်လို့ယူဆရတဲ့နေအိမ်တွေကိုအောက်တန်းကြဝင်ရောက်ဖျက်ဆီးပြီးရန်စခဲ့ပါတယ်။ဒီလိုအနိုင်ကျင့်ရန်ကားမှုတွေရဲ့အကျိုးဆက်အဖြစ်ဩဂုတ်လ17ရက်နေ့နဲ့12ရက်နေ့တွေမှာမိုးမိတ်မြို့နယ်အတွင်းကညောင်နီကျေးရွာ4မိုင်ကျေးရွာနဲ့9မိုင်ကျေးရွာတွေမှာအပြင်းထန်ဆုံးသောမြေပြင်ထိတွေ့တိုက်ပွဲကြီးတွေ2ရက်ဆက်တိုက်တကြော့ပြန်ပေါက်ကွဲလာခဲ့ပါတယ်။ဒီအပြင်းထန်ရင်ဆိုင်တိုက်ပွဲတွေအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်တွေဟာအလွန်အမင်းအထိနာခဲ့ရှေ့တန်းစစ်မျက်နှာကိုကိုယ်တိုင်ကွက်ကဲနေတဲ့ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိတဲ့အရာရှိကြီးတဦးအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်စုစုပေါင်း6ဦးတိတိဟာတိုက်ပွဲနေရာမှာတင်ပွဲချင်းပြီးတေဆုံးသွားခဲ့ရပါတယ်။နောက်ထပ်4ဦးဟာလည်းပြင်းထန်ဒဏ်ရာတွေရရှိသွားခဲ့ပါတယ်။အမြဲတမ်းမြေပြင်မှာအထိနာတိုင်းပြည်သူကိုမဲလေးရှိတဲ့စစ်ကောင်စီဟာဩဂုတ်လ17ရက်နေ့မှာလေကြောင်းကနေတိုက်လေရင်နှစ်စီးကိုအသုံးပြုပြီးမိုးမိတ်မြို့နယ်တဲကကျေးရွာတွေကိုအလွန်ရက်ဆက်ရုံမာတဲ့ဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။ညောင်နီကျေးရွာကဘုံကြီးကျောင်းကိုပါရည်ရွယ်ချက်ရှိဘုံကျဲခဲ့တဲ့အတွက်ကျောင်းထိုင်တန်းကတော့တပါပြင်းထန်ဒဏ်ရာရရှိသွားခဲ့ပါတယ်။အခုဆိုရင်ရွာလုံးကျွတ်နီးပါးဟာကိုယ့်အိမ်ကိုယ့်ယာတွေကိုစွန့်ခွာပြီးဘေးလွတ်ရာကိုအသက်လူထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။စစ်ရေးမှာအဘက်ဘက်ကအကြက်ရိုက်နေတဲ့စစ်ကောင်စီရဲ့လက်အောက်ခံခရိုနီတွေကတော့မြောက်ရီနယ်ဇက်ကတောနယ်ကြီးတွေထဲမှာနိုင်ငံတကာကိုမျက်လှည့်ပြပြီးရာဇဝတ်မှုတွေကိုဘလို့ကြီးကျယ်ခမ်းနားစွာဆက်လုပ်နေတယ်လဲဆိုတာသုံးသပ်ကြည့်အောင်ပါအမေရိကန်အစိုးရကိုယ်တိုင်ကနယ်ဇက်ဖြတ်ကျော်ရာဇဝတ်မှုတွေ
လူကုန်ကူးမှုတွေနဲ့ပြင်းပြင်းထန်ထန်ဒဏ်ခတ်ပိတ်ဆို့လုပ်ထားတဲ့ BGF ခေါ် KIA ခေါင်းဆောင်ဗိုလ်မှူးကြီးစောချစ်သူနဲ့သူ့ရဲ့သားတွေဟာနိုင်ငံတကာရဲ့စောင့်ကြည့်မှုတွေကိုအပြီးတိုင်ရှောင်ကွင်းနိုင်ဖို့အတွက်ရွှေကုက္ကိုမြို့ဘက်ကနေတော်တော်လေးဝေးကွာတဲ့မလွမ်းပိုတောင်ချေကတောနက်ကြီးတဲ့ကိုရွေးချယ်ပြီးလျှို့ဝှက်ကြားဖြတ်မြို့သစ်ကြီးတစ်ခုကိုအကြီးအကျယ်တိစောက်လာကြပါတယ်ဒီနေရာဟာထီလော်ဒေထကျေးရွာအထက်ဘက်နဲ့ BGF ဗိုလ်တင်ဝင်းထိန်းချုပ်ထားတဲ့2018တောင်ပေါ်လမ်းကနေတဆင့်သွားလို့ရတယ်လို့တစ်ဖက်ထိုင်းနိုင်ငံမဲလမတ်မြို့နယ်ဘက်ကနေလည်းလျှို့ဝှက်ဝင်ထွက်လို့ရတဲ့ဗျူဟာမြောက်နေရာကြီးဖြစ်ပါတယ်လက်ရှိအချိန်မှာအဲ့ဒီတောနက်ကြီးတဲ့ကိုစောက်လို့ရေးပစ္စည်းတွေအေယာမမီးစက်ကြီးတွေနဲ့လူအုံဆောင်ပစ္စည်းတွေတင်ဆောင်ထားတဲ့ကားရန်ကြီးတွေနေ့စဉ်ထွက်ခွာနေကြပါတယ်။တချို့အဆောက်အုံတွေဆောက်လုပ်ပြီးစီးသွားပြီဖြစ်လို့လိမ်လည်မှုတွေမှာအဓိကပါဝင်တဲ့တရုတ်နိုင်ငံသားတွေကိုပါအဲ့ဒီနေရာသစ်စီကိုစတင်ရွှေ့ပြောင်းပေးနေပါပြီ။ဒီလျှို့ဝှက်တောနက်စခန်းကြီးကိုတားငယ်ဖြစ်တဲ့ဒုတိယဗိုလ်မှူးကြီးစောချစ်ချစ်က999ဗျူဟာရဲ့ဒုဗျူဟာမှုအနေနဲ့လုံခြုံရေးအပြည့်အဝယူပေးထားပြီးတားအကြီးဖြစ်တဲ့ဗိုလ်မှူးစောထုအဲမှုက73စီတွေအပြင် Mitel Internet line တွေနဲ့ဂျိုဒူးကနေတိုက်ရိုက်ချိတ်ဆက်လို့ရတဲ့ Starlink ဝန်ဆောင်မှုတွေကိုပါတိုက်ရိုက်ရောင်းချတက်ဆင်ပေးနေပါတယ်။စောချစ်သူသားမကပဲ DKBA ကလည်းဖလူးမျိုးတစ်ကိုတိစောက်နေတယ်လို့ဗိုလ်မောင်ဝင်းကကြော်ခို့ကျေးရွာအနီးနဲ့ဗိုလ်တင်ဝင်းကတစ်ကတိကျေးရွာတွေမှာကိုပိုင်ကြားဖြတ်မျိုးတစ်ကြီးတွေကိုအပြိုင်ဆိုင်ဆောက်လုပ်လဲပတ်နေကြတာကိုအထင်ရှားတွေ့မြင်နေရပါတယ်။ပြည်သူကိုလူကုန်ကူးနေသူတွေနဲ့ပေါင်းစားနေတဲ့အကြမ်းဖက်စစ်ကောင်စီဟာအခုခါမှာတော့နိုင်ငံခြားငွေပြက်လက်တာကိုဖုံးကွယ်ဖို့အတွက်ပြည်သူအသက်ကိုကြွက်ဖြူလို့အသုံးချပြီးဘယ်လိုအောက်တန်းကြကြလိန်လယ်ဝါဒဖြန့်လာတယ်လဲဆိုတာစက်ကြည့်အောင်ပါစစ်ကောင်စီရဲ့စက်မှုဝန်ကြီးဖြစ်သူဒေါက်တာချာလီတန်းဟာပြည်သူတွေအရှိမမျက်လှည့်ပြဆက်ကြီးတစ်ခုကိုခင်းကျင်းပြသသွားခဲ့ပါတယ်သူတို့အနေနဲ့ပြည်ပကနေဆေးဝါးတင်သွင်းနေရမှုတွေကိုရှော့ချဖို့ဆိုပြီးမြန်မာပြည်တွင်းမှာတင်ကင်ဆာရောဂါကုသဆေးတစ်မျိုး HIV ကုသဆေးတစ်မျိုးစီးချိုရောဂါကုသဆေး2မျိုးအယိုးအကျော်အဆစ်ရောဂါကုဆေးတစ်မျိုးနဲ့ခွဲစိတ်ခန်းသုံးမေဆေးတစ်မျိုးစုစုပေါင်းအသက်အန္တရာယ်ရှိတဲ့ဆေးဝါးအသစ်6မျိုးကိုအောင်မြင်စွာတီထွင်နိုင်ခဲ့ပြီလို့လေလုံးမိုးလုံးထွားပြီးကြေညာခဲ့ပါတယ်ဒါပေမဲ့တကယ်နိုင်ငံတကာဆေးဝါးထုတ်လုပ်မှုစံချိန်စံညွှန်းတွေနဲ့ရှင်းလိုက်မယ်ဆိုရင်ဒါဟာကဘာကပါလှောင်ရည်ရမယ့်အရှက်မဲ့လိမ်လည်မှုကြီးတက်တက်တာဖြစ်နေပါတယ်။ကင်ဆာဆေးလိုဟာမျိုးကိုတီထွင်ဖို့ဆိုတာနိုင်ငံတကာမှာဒေါ်လာဘီလီယံနဲ့ချီသုံးပြီးနှစ်ပေါင်း15နှစ်လောက်အချိန်ယူသုတေသနလုပ်ရတာပါ။အခုစစ်ကောင်စီကထုတ်ပြန်တဲ့အထက်မှာအဲ့ဒီလောက်ကြီးမားတဲ့ဆေးတွေရဲ့ဆေးနာမည်အတိအကျတောင်မှတခုမှပါဝင်ခြင်းမရှိပါဘူး။ပါဝင်တဲ့ဓာတု drug ပေါင်းတွေကဘာတွေလဲဘယ်ဓာတ်ခွဲခန်းမှာစမ်းသပ်ခဲ့တာလဲဆိုတဲ့သုတေသနအထောက်အထားတစ်ခုကိုမှချပြနိုင်ခြင်းမရှိပါဘူး။ဒါနဲ့ပတ်သက်လို့ CDN ဆရာဝန်ကြီးတွေနဲ့ဆေးဝါးဗေဒပညာရှင်တွေကအပြင်းထန်သတိပေးထောက်ပြကြပါတယ်။စံချင်းစံညွှန်းမရှိတဲ့မေဆေးကိုခွဲစိတ်ခန်းထဲမှာသုံးလိုက်မိရင်လူနာဟာအသက်ရှူလမ်းကြောင်းတွေပိတ်ဆို့ပြီးနှလုံးရက်ကချက်ချင်းပွဲချင်းပြီးသေဆုံးသွားနိုင်ပါတယ်။ကင်ဆာဆေးအတုတွေသာတိုက်ကျွေးမိရင်လည်းလူနာရဲ့ကိုယ်ခံအားစနစ်ကြီးတစ်ခုလုံးလုံးဝပျက်စီးသွားပြီးသေဆုံးတဲ့အထိအန္တရာယ်ကြီးမားပါတယ်လို့ဆိုပါတယ်။တကယ်တော့မင်းအောင်လှိုင်ဟာဒေါ်လာမရှိလို့ပြည်ပဆေးဝါးတင်သွင်းခွင့်တွေကိုပိတ်ပင်ထားတာကိုအကြောင်းပြချက်ရှာတဲ့အနေနဲ့တိကျတဲ့အချက်လက်ဘာတစ်ခုမှမရှိတဲ့အတုရောင်ဆေးတွေကိုဖန်တီးပြီးပြည်သူတွေရဲ့အသက်ကိုနိုင်ငံရေးအမျက်ထုတ်စရာလို့အသုံးချလာတာပဲဖြစ်ပါတယ်။ဆေးပညာလောကကိုမျက်လှည့်ပြသလိုတဘာဝဘေးအန္တရာယ်တွေကိုကင်တွယ်ဖြေရှင်းတဲ့နေရာမှာလဲစစ်ကောင်စီကဘလောက်ထိရေချင်းမရှိဘူးလဲဆိုတာကို AR တိုင်းကရေဘေးအခြေအနေတွေကတက်တည်ပြနေပါတယ်။ဇွန်လ31ရက်နေ့ကတည်းကလေးမျက်နှာမြို့နယ်ထဲမှာရှိတဲ့ငဝုံမြစ်ရေကာတာကြီးကျိုးပေါက်သွားခဲ့တာကိုစစ်ကောင်စီကအသေးအတန်သွားရောက်ပြုပြင်နေပါတယ်ဆိုပြီးအကြီးအကျယ်ဝါဒဖြန့်ခဲ့ကြပါတယ်။ဒါပေမဲ့သူတို့ပြင်နေတာဟာလုံးဝမအောင်မြင်တဲ့အပြင်ဩဂုတ်လ17ရက်နေ့ကစတင်ပြီးငဝုံမြစ်ရေပြန်လည်မြင့်တက်လာတဲ့အခါမှာတော့သူတို့ရဲ့ဟန်ပြဒါပြင်မှုကြီးဟာအလုံးစုံကြာရှုံးသွားခဲ့ပါတော့တယ်။မြန်မာနိုင်ငံပထဝီဝင်အသင်း GSM ရဲ့တိုင်းတာချက်တွေအရအခုလက်ရှိအချိန်မှာဆိုရင် hydraulic head လို့ခေါ်တဲ့ရေဖိအားတွေအလွန်အမင်းမြင့်တက်လာတဲ့အတွက်ရေဝင်အားဟာတစ်စက္ကန့်ကို480ကုဗမီတာလောက်အထိစံချိန်တင်အမြင့်ဆုံးကိုပြန်လည်ရောက်ရှိနေပါတယ်။ငတိုင်းချောင်းစခန်းရဲ့ရေအမှတ်ဟာစိုးရင်ရေမှတ်ရောက်ဖို့29စင်တီမီတာတပေနီးပါးပဲလိုတော့တဲ့အထိအန်ဒီရဲ့ဇုံထဲကိုရောက်နေပါပြီ။ဒီလောက်ရေတွေအလုံးရင်းနဲ့ဝင်နေချိန်မှာစစ်တပ်ကတာပိတ်ဖို့အတွက်တံပြားတိုင်တွေကိုတရက်ကို10တိုင်လောက်ပဲအလွန်နှေးကွေးစွာရိုက်သွင်းနေပါတယ်။စုစုပေါင်း280တိုင်လိုအပ်တာကို82တိုင်ပဲပြီးသေးတဲ့အတွက်ဒီတာကြီးကိုအပြည့်အဝပိတ်နိုင်ဖို့နောက်ထပ်အနည်းဆုံးရက်20လောက်အထိအချိန်ကြာကြီးဆက်လက်ဆောင်ဆိုင်းရအောင်မှာဖြစ်ပါတယ်။ဒီလိုအသုံးမကျတဲ့စီမံခန့်ခွဲမှုတွေကြောင့်လက်ရှိအချိန်အထိလေးမျက်နှာမြို့ပေါ်ကရက်ကွက်9ခုနဲ့ကျေးရွာပေါင်း121ရွာဟင်းသရက38ရွာရေကြီးမြို့ပေါ်ကရက်ကွက်4ခုနဲ့ကျေးရွာ28ရွာငတိုင်းချောင်းနဲ့ကျုံပျော်ကရက်ကွက်4ခုနဲ့ကျေးရွာ9ရွာစသဖြင့်စုစုပေါင်းအဖြစ်မြို့ပေါ်ရက်ကွက်73ခုနဲ့ကျေးရွာပေါင်း194ရွာကအပြစ်မဲ့ပြည်သူတောင်းနဲ့ချီပြီးရေအောက်ကိုလုံးဝနစ်မြုပ်ကအိုးမဲ့အိမ်မဲ့ဒုက္ခရောက်နေရဆဲဖြစ်ပါငဝင်မြစ်ရေဆက်တက်နေတာကြောင့်ရေကြီးကျုံပျော်နဲ့ငတိုင်းချောင်းဘက်ကမြေနိမ့်ဒေသတွေကိုပြည်သူတွေအနေနဲ့အထူးသတိထားစောင့်ကြည့်ဖို့အလွန်အရေးကြီးနေပြီဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်ခြုံငုံသုံးသက်ကြည့်မယ်ဆိုရင်အကြမ်းဖက်စစ်ကောင်စီဟာနိုင်ငံတကာမှာ IIMN နဲ့တရားရုံးတွေရဲ့အရေးယူဖမ်းဆီးမှုတွေနဲ့ရင်ဆိုင်နေရသလိုပြည်တွင်းမှာလည်းမြေပြင်စစ်မျက်နှာတွေကနေအဆက်တကွဲပြိုလဲနေတာကိုအထင်ရှားတွေ့မြင်ရမှာဖြစ်ပါတယ်။တိုင်းပြည်ကိုဒုက္ခပင်လယ်ဝေအောင်လှုပ်ထားပြီးအတုရောင်ဆေးဝါးတွေနဲ့ပြည်သူအသက်ကိုပါစတေးနေတဲ့ဒီဖက်စစ်ရန်တရားကြီးအမြင့်ပြတ်သွားဖို့NUG ကတိုက်တွန်းထားသလိုဒီအဆုံးဖြတ်ကာလကြီးမှာပြည်သက်ကြီးအနေနဲ့ဘယ်လိုအင်တိုက်အားတိုက်ဆက်လက်ပါဝင်သွားကြမလဲဆိုတာကိုကွန်မန့်မှာလွတ်လပ်စွာဝင်ရောက်ဆွေးနွေးအားပေးသွားကြပါအောင်လို့ဖိတ်ခေါ်လိုက်ပါတယ်။
နိုင်ငံတကာသတင်းတွေဘက်မှာတော့အရှေ့အလယ်ပိုင်းကစစ်ရေးတင်းမာမှုတွေဟာအခုအခါအမြင့်ဆုံးအခြေအနေကိုရောက်ရှိလာခဲ့ပါပြီ။အီရန်နိုင်ငံကနေအမေရိကန်ပြည်ထောင်စုကိုတိုက်ရိုက်ရည်ရွယ်ပြီးအလွန်ပြင်းထန်တဲ့သတိပေးချက်ကြီးတစ်ရပ်ကိုတရားဝင်ထုတ်ပြန်လာပါတယ်။အဲ့ဒါကတော့အီရန်နိုင်ငံရဲ့တောင်းဆိုချက်တွေကိုသာလိုက်လျောပေးခြင်းမရှိဘူးဆိုရင်လက်ရှိခံစစ်ပုံစံကနေတကယ့်ကိုပြင်းထန်တဲ့ထိုးစစ်ဆင်တဲ့စစ်ပွဲအဆင့်ကိုချက်ချင်းပြောင်းလဲပစ်တော့မယ်လို့ပြက်ပြက်သားသားချင်းချောက်လာတာပဲဖြစ်ပါတယ်။ပိုပြီးကြောက်ခမန်းလိလိကောင်းတဲ့အချက်ကတော့အကယ်၍အမေရိကန်ကသာအီရန်အပေါ်နျူကလ িয়ার ဘုံအသုံးပြုလာခဲ့ရင်နောက်နေ့မနက်လင်းတာနဲ့တပြိုင်နက်ကမ္ဘာတဝန်းလုံးမှာရှိနေတဲ့အမေရိကန်စစ်စခန်းကြီးတွေအားလုံးကိုအီရန်ကအပြီးတိုင်သိမ်းပိုက်ပစ်မယ်လို့စိန်ခေါ်လိုက်တဲ့သတင်းကြီးတစ်ခုထွက်ပေါ်လာခဲ့ပြီပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ဩဂတ်စ်လ23ရက်နေ့ကအီရန်နိုင်ငံရဲ့နိုင်ငံရေးနဲ့စစ်ရေးမျက်နှာစာမှာအလွန်ကိုအရေးပါတဲ့ကြေညာချက်ကြီးတစ်ရပ်ထွက်ပေါ်လာပါတယ်။အီရန်နိုင်ငံရဲ့အဓိပတိဖြစ်သူမိုဂျ်တာဘာခါမေနီရဲ့အဓိကအကြံပေးပုဂ္ဂိုလ်ဖြစ်တဲ့မိုဟာမက်မော့ခ်ဘာကနေအနောက်အုပ်စုနဲ့အမေရိကန်ကိုတိုက်ရိုက်ရည်ရွယ်ပြီးပြင်းပြင်းထန်ထန်သတိပေးလာတာပါ။သူကဘယ်လိုပြောလဲဆိုတော့အီရန်နိုင်ငံရဲ့တရားဝင်တောင်းဆိုထားတဲ့လိုလားချက်တွေကိုသာအမေရိကန်နဲ့အနောက်အုပ်စုဘက်ကလိုက်ရောပေးခြင်းမရှိဘူးဆိုရင်အီရန်အနေနဲ့အခုလက်ရှိကျင့်သုံးနေတဲ့တီးကန်စောင့်ကြည့်တဲ့ခံစစ်ပုံစံကနေရန်သူကိုတိုက်ရိုက်ဝင်ရောက်ချေမှုန်းတဲ့ထိုးစစ်ဆင်တဲ့စစ်ပွဲအဆင့်ကိုချက်ချင်းပြောင်းလဲပစ်တော့မယ်လို့ဆိုပါတယ်။ဒီလိုထိုးစစ်ဆင်မဲ့အစီအစဉ်ဟာရိုးရိုးတာမန်ချင်းချောက်မှုလေးမဟုတ်ပါဘူး။နိုင်ငံရဲ့အမြင့်ဆုံးဩဇာတိတ်ကမရှိတဲ့အဓိပတိမိုဂျ်တာဘာခါမီနီကိုယ်တိုင်ချမှတ်ထားတဲ့တေချာပေါက်အကောင့်ထဲပေါ်မဲ့အဓိကမဟာဗျူဟာကြီးတစ်ရပ်ဖြစ်တယ်လို့အကြံပေးပုဂ္ဂိုလ်ကအခိုင်အမာဖွင့်ချပြောဆိုလိုက်တာပဲဖြစ်ပါတယ်။အီရန်ဟာအခုနောက်ပိုင်းမှာပါလက်စတိုင်းလက်ဘနွန်နဲ့ယီမင်ဒေသတွေကသူတို့ရဲ့ကိုစားပြုလက်နက်ကိုင်အဖွဲ့တွေကနေတဆင့်အစ္စရေးနဲ့အမေရိကန်ကိုအမြဲတမ်းစစ်ရေးအရာအားပြိုင်နေတာပါ။အခုလိုမျိုးထိုးစစ်အဆင့်ကိုကူးပြောင်းမယ်ဆိုတာဟာအရှေ့အလယ်ပိုင်းတခွင်လုံးကိုကြီးမားတဲ့စစ်မီးလျံကြီးတဲ့ဆွဲသွင်းလိုက်ဖို့အီရန်ဘက်ကအပြည့်အဝအသင့်ဖြစ်နေပြီဆိုတာကိုအထင်ရှားသက်သေပြလိုက်တာပဲဖြစ်ပါတယ်။ဒါဆိုရင်အီရန်ဟာဘယ်အချက်တွေကိုအားကိုးပြီးအမေရိကန်ကိုဒီလောက်အထိပြောင်းပြောင်းတင်းတင်းစိန်ခေါ်ရဲလာတယ်လေသူတို့ရဲ့နောက်ွယ်ကဒေတာရင်းကစားကွက်တစ်ကြီးကဘာလဲဆိုတာဆက်ကြည့်အောင်ပါအကြံပေးပုဂ္ဂိုလ်မိုဟာမက်မော့ခ်ဘာဟာသူ့ရဲ့တရားဝင်လူမှုကွန်ရက်စာမျက်နှာထဲမှာအမေရိကန်ရဲ့စစ်ရေးဩဇာကျဆင်းလာမှုကိုပြောင်းပြောင်းတင်းတင်းလှောင်ပြောင်ဝေဖန်ထားပါတယ်လက်ရှိအရှေ့အလယ်ပိုင်းကအခြေအနေတွေအရဆိုရင်ကမ္ဘာရေနံတင်ပို့မှုရဲ့အဓိကအချက်ချာကျတဲ့ပါရှန်ပင်လယ်ကွေ့ကြီးထဲမှာတော့မှအမေရိကန်ဟာသူ့ရဲ့မဟာမိတ်နိုင်ငံတွေကိုလုံခြုံအောင်မကာကွယ်ပေးနိုင်တော့ဘူးဆိုတာကိုအထင်ရှားသက်သေပြနေပြီလို့သူကထောက်ပြပါတယ်။တစ်ချိန်လုံးကပါရှန်ပင်လယ်ကွေ့ဆိုတာအမေရိကန်စစ်သင်္ဘောကြီးတွေကြီးစိုးခဲ့တဲ့နေရာပါ။ဒါပေမဲ့အခုခါမှာတော့ဟူသီတပုံတွေရဲ့ drone တွေဒုံးကျည်တွေကြောင့်အမေရိကန်ရဲ့ရေကြောင်းလုံခြုံရေးဟာအကြီးအကျယ်စိန်ခေါ်ခံနေရပါတယ်။ဒီအားနည်းချက်ကိုအခွင့်ကောင်းယူပြီးအီရန်ဟာဒေတာတွင်းမှာကစားကွက်အသစ်တစ်ခုကိုစတင်ဖော်ဆောင်လာပါတယ်။မော့ခ်ဘာကဒေတာတွင်းမှာစနစ်တစ်ခုဖော်ဆောင်ဖို့အတွက်အခိုင်အမာဆုံးနည်းလမ်းဟာဝါရှင်တန်ရဲ့စစ်ရေးအာမခံချက်တွေအပေါ်မှာဘာတစ်ခုမှမှီခိုနေစရာမလိုတော့ပဲဒေတာရင်းနိုင်ငံတွေအချင်းချင်းပူးပေါင်းပြီးဟော်မုတ်စီးပွားရေးနဲ့လုံခြုံရေးရန်တရားကြီးတစ်ခုကိုကိုယ်တိုင်အကောင့်ထဲပေါ်ခြင်းပဲဖြစ်တယ်လို့အတိအလင်းကြေညာလိုက်ပါတယ်။အဓိပ္ပာယ်ကတော့ကမ္ဘာရေနံစီးဆင်းမှုရဲ့အသက်သွေးကြောဖြစ်တဲ့ဟော်မုတ်စီလက်ကြားရဲ့လုံခြုံရေးနဲ့စီးပွားရေးအားလုံးကိုအမေရိကန်လက်ထဲကနေဆွဲလူပြီးအီရန်ကဥဆောင်တဲ့ဒေတာရင်းနိုင်ငံတွေကိုယ်တိုင်ချုပ်ကင်လိုက်မယ်ဆိုတဲ့အလွန်ကြီးမှန်းချက်ကြီးမားတဲ့နိုင်ငံရေးမဟာဗျူဟာကြီးတစ်ခုကိုဖော်ထုတ်လိုက်တာပဲဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့အမေရိကန်ကသာနျူကလ িয়ার လက်နက်သုံးလာခဲ့ရင်အီရန်ရဲ့အထူးတပ်ဖွဲ့တွေကဘယ်လောက်အထိအမခန့်လက်စားချေတုံ့ပြန်သွားမလဲဆိုတာသုံးသပ်ကြည့်အောင်ပါအမေရိကန်နဲ့အစ္စရေးတို့ဟာအီရန်ရဲ့နျူကလ িয়ার စက်ရုံတွေကိုအမြဲတမ်းပြစ်မှတ်ထားချိန်ချောက်လေးဒီအချက်နဲ့ပတ်သက်ပြီးအီရန်ရဲ့အင်အားအကြီးဆုံးလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC ကနေအမေရိကန်ကိုပြက်ပြက်သားသားတုံ့ပြန်လိုက်ပါတယ်။ IRGC စစ်တေနာပတိချုပ်ရဲ့အဓိကအကြံပေးပုဂ္ဂိုလ်ဖြစ်သူမိုဟာမက်ရီဇာနက်ဒီဟာနာမည်ကြီး PBS သတင်းဌာနနဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးတစ်ခုမှာအမေရိကန်ကအီရန်ပေါ်နျူကလ িয়ার ဘုံအသုံးပြုလာနိုင်ခြင်းနဲ့ပတ်သက်ပြီးအလွန်ပြင်းထန်တဲ့သတိပေးချက်ကြီးတစ်ရပ်ကိုတရားဝင်ထုတ်ပြန်လာခဲ့တာပါ။အကြံပေးမိုဟာမက်မော့ခ်ဘာကလည်းဒီကိစ္စနဲ့ပတ်သက်ပြီးကြက်သီးထစရာကောင်းလောက်တဲ့မှတ်ချက်မျိုးပေးခဲ့ပါတယ်။တကယ်လို့အမေရိကန်ကသာအီရန်ပေါ်နျူကလ িয়ার ဘုံအသုံးပြုရဲတယ်ဆိုရင်အဲ့ဒီလိုအသုံးပြုတဲ့နောက်နေ့မနက်လင်းတာနဲ့တပြိုင်နက်ကမ္ဘာတဝန်းလုံးမှာတည်ရှိနေတဲ့အမေရိကန်ရဲ့စစ်စခန်းကြီးတွေအားလုံးဟာအီရန်နဲ့မဟာမိတ်တွေရဲ့ဝင်ရောက်သိမ်းပိုက်ခြင်းကိုခံရလိမ့်မယ်ဆိုပြီးအတိအလင်းသတိပေးစိန်ခေါ်ပြောကြားလိုက်တာပဲဖြစ်ပါတယ်။ဒါဟာရိုးရိုးစကားလုံးစစ်ပွဲမဟုတ်ပါဘူး။အီရန်ဟာအရှေ့အလယ်ပိုင်းတစ်ခွင်ကသူတို့ရဲ့လက်နက်ကင်ကွန်ရက်တွေကိုအသုံးပြုပြီးအီရတ်ဆီးရီးယားနဲ့တခြားနိုင်ငံတွေမှာရှိတဲ့အမေရိကန်စစ်စခန်းတွေကိုချက်ချင်းဝင်ရောက်စီးနင်းဖို့အပြည့်အဝပြင်ဆင်ထားတယ်ဆိုတာကိုနိုင်ငံတကာကိုပြသလိုက်တာပါပဲ။အနည်းချုပ်ရရင်အီရန်ဟာအမေရိကန်ရဲ့နျူကလ িয়ার ချင်းချောက်မှုတွေကိုလုံးဝဂရုမစိုက်တဲ့အပြင်အမေရိကန်ရဲ့ကမ္ဘာလုံးဆိုင်ရာစစ်ရေးဩဇာကြီးကိုပါအမြင့်လန်ပစ်ဖို့အထိအဆင်သင့်ဖြစ်နေပြီဆိုတာကိုဒီစိန်ခေါ်ချက်တွေကအထင်ရှားသက်သေပြနေကြောင်းခိုင်ခိုင်မာမာသုံးသပ်တင်ပြလိုက်ရပါတယ်။